မင်္ဂလာပါကျွန်တော်ရှေ့သင်ခန်းစာမှာ beverage ဆိုတာဘာလဲဆိုတာကိုရှင်းပြပြပါပြီ beverage ကိုအုပ်စုနှစ်စုခွဲခြားထားပါတယ် non alcoholic beverage နဲ့ alcoholic beverage ဆိုပြီးတော့ဖြစ်ပါတယ် non alcoholic အုပ်စုမှာလည်းအုပ်စု၃စုခွဲခြားထားပါတယ် refreshing beverage stimulating beverage and the nourishing beverage တို့ဖြစ်ပါတယ်refreshing beverage တွေကသင်ကိုတကယ်လန်းဆန်းစေမှာပါဥပမာသင်အားလမ်းလျှောက်လာရင်လည်းဟိုတယ်စားတောက်ဆိုင်အဝင်ဝ lobby ဘားမှာပေါ့နော်သင်ဟာနည်းနည်းတော့ပြင်ပန်းနေမှာပါဆိုတော့ဒီ refreshing beverage တွေကိုတောက်လိုက်တဲ့အခါမှာသင်ကိုပြန်လဲလန်းဆန်းလေးစေမှာအမှန်ဖြစ်ပါတယ်ဘယ်ရာကသင်ကိုပြန်လဲလန်းဆန်းစေတာလဲအေးတက်ချောင်းလားတကယ်တော့အစိတ်အပိုင်းတစ်ခုတော့မှန်ပါတယ်တကယ်တော့အချိုဓာတ်ကဆန်းဆောင်ပေးသွားတာဖြစ်ပါတယ်ဒါပေမဲ့အေးပိုင်းဒေတာနိုင်ငံတွေမှာကတော့ရင်းနှီးချက်ပူပူလေးဆိုရင်တော့လန်းဆန်းသွားစေမှာပါကော့ညက်တစ်ခွက်တောက်လိုက်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီ beverage တွေကတော့ soft drink နဲ့ juice တို့ဖြစ်ပါတယ် cocktail တွေမှာလည်း refreshing cocktail တွေရှိပါတယ် mojito aviation long iced tea တို့ဖြစ်ပါတယ် stimulating beverage stimulation ဆိုတာဘာလဲ stimulate ဆိုတာတခုခုကိုတိုးတက်ကြီးထွားဖို့ပုံမတက်ကြွစေဖို့တွန်းအားပေးလို့ဆိုတာကိုခေါ်ပါတယ်အဲ့ဒီ beverage တွေကတော့ tea coffee chocolate နဲ့ energy drink တွေဖြစ်ပါတယ်ဒီဖြော်ရည်တွေကတကယ်ပဲလူတွေကိုတွန်းအားပေးပါတယ်သူတို့မှာဘိုးအာရုံကြောစနစ်ကိုလှုံ့ဆော်ပေးတဲ့ caffeine ဓာတ်တွေပါနေလို့ဖြစ်ပါတယ် stimulant drink ဆိုတာ240 ml ရှိတဲ့အရည်ထဲမှာ caffeine ဓာတ်85 mg နဲ့အထက်ပါဝင်တဲ့ beverage တစ်မျိုးဖြစ်ပါတယ် caffeine ဓာတ်အပြင်တခြားလူအကျိုးပြုဖြည့်စွက်ဓာတ်တွေကိုပါထည့်ထားပါတယ် methylxanthine vitamin B other ingredients and other ingredients what is energy drink a beverage that typically contains large amount of caffeine added sugars other additives and legal stimulants such as guarana, taurine, and the L-carnitine. These legal stimulants can increase alertness, attention, energy, as well as increase blood pressure, heart rate, and breathing. These drinks are often used by students to provide an extra boost in energy. However, the stimulants in these drinks can have a harmful effects on the nervous system. Some of the dangers of energy drinks are dehydration, heart complications, anxiety, insomnia. 30 ml express တို့ခွက်မှာဆိုရင် coffee ဓာတ်30 to 50 mg ရှိပါတယ် double espresso မှာကတော့60ကနေ100အထိ mg caffeine ရှိပါတယ် FDA ပြောရတာကတော့တနေ့ကို caffeine တက်400 mg ထက်ပိုပြီးမမီဝဲတဲ့ပါဘူးလေခင်ဗျာတနေ့ကို espresso 6ခွက်တက်ပိုမတောက်သင့်တယ်လို့ coffee 4ခွက်ထက်လည်းပိုမတောက်သင့်ပါဘူး coffee ကွက်40တပြိုင်နဲ့တောက်မယ်ဆိုရင်တော့သိနိုင်ပါတယ်260 Red Bull မှာ caffeine က85 mg ရှိပါတယ်တနေ့ကို9ဘူးတက်ပိုတောက်မယ်ဆိုရင်တော့အန္တရာယ်ရှိပါတယ်အခုဒီဗီဒီယိုထဲမှာလူတယောက်က Red Bull ကန်20ကိုတစ်ပြိုင်တည်းတောက်ခဲ့တဲ့အတွက်သူ့နှလုံးအတင်းတအားခုန်နေတာကိုတွေ့ပါလိမ့်မယ်အဲ့ဒီမို့လို့အာယုံကြောအားနေတယ်လို့နဲ့ခေါင်းခဏခဏကိုက်ပြီးမိုက်ကင်ဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ကိုနီလန်းကောင်းလေးကျွန်တော်ပြပေးမယ် Rosemary ကလည်းအကျင့်စိတ်ကိုနည်းစေပြီးတော့လန်းဆန်းမှုကိုဖြစ်စေပါတယ်ဂျင်ဆင်းကလည်းstimulant မဟုတ်ပေမဲ့ tonic တစ်မျိုးဖြစ်ပါတယ် caffeine ဓာတ်ပါတယ်လို့လန်းဆန်းစေမှာဖြစ်ပြီးတော့အလုပ်တွေကိုစိတ်ကြည်လင်စွာလုပ်နိုင်မှာဖြစ်ပါတယ်ပင်ပန်းကြိုက်ခဲမှုများကိုလည်းကုသပေးမှာဖြစ်ပါတယ် Nourishing drinks are high in protein, energy, vitamins and a lot of minerals. These are smoothie, milkshake, lassi, and mottled milk. Mottled milk are Milo, Oleg, Ovaltine, Moldova.